ဒီစီစဉ်ကနေကြိုးဆိုပါတယ်။ညာဘက်လူလင်ပြီးအိတ်မပြောတဲ့ဒုက္ခကြောင့်အခုပဲလေးလာကြည့်ကြရအောင် ခေတ်တဲ့လူနေမှုပုံစံတွေကတဘာဝဇီဝကမဗေဒကိုဘလို့များစန့်ကျင်နေလဲဆိုတာတကယ်ကိုစိတ်ဝင်စားစရာပါပဲ ။တတိထားစရာကနာရာရှည်အေးရပြက်တာဟာဆေးလင်းတောက်တာနဲ့အမျှကျမကြီးကိုပြင်းပြင်းထန်ထန်ထိခိုက်စေပါတယ်။ ဒါကို fishing ဖို့ဆိုရင်ခန္ဓာကိုယ်ရဲ့တဘာဝဇီဝနာကြီးအလုံးလုံးပုံကိုအရင်ဆုံးနားလည်ထားဖို့အရေးကြီးပါတယ် ဒီအစွမ်းထက်တဲ့ဟော်မုန်းနှစ်ခုကြားကအမြဲတမ်းအားကြိုင်တွန်းကန်နေတဲ့ဖြစ်စဉ်ကတကယ့်ကိုအံ့ဩစရာပါပဲ ဒီတော့ညဘက်ဖုန်ချီနေတာကနေနေသားနေတဲ့ရဲ့လို့ဦးနောက်ကိုလှေစားလိုက်တယ်လို့ဖြစ်သွားတာကော ဒါကြောင့်မနေ့အင်ယာနိုပြီးစကားမိနစ်တပင်းအပြင်ထွက်တာကကော်တီဇောထွက်ဖို့အလွန်အရေးကြီးပါတယ် ။နောက်တစ်ခုကနေ့စဉ်မိနစ်30လေ့ကျင့်ခန်းလုပ်ပေးရင်နဲ့ညဘက်မလက်တွင်ကောင်းကောင်းထွက်လာစေပါတယ် နေခင်းမဲ့ပင်ဘလို့တရေအိမ်မဲ့ဆိုရတော့အများဆုံးမိနစ်20ထက်မပိုစေဖို့သတိပြုရပါမယ် ကဖင်းသက်အနောင်အရက်မဖြစ်ရအောင်အိယာမဝင်ခင်6နာရီအလိုကလေးကကော်ဖီကိုလုံးဝဖြတ်ထားဖို့လိုပါရဲ့ ညဘက်စားများကြီးစားလိုက်ကြအခါအဆိုင်ကအကုတ်ပိုလုံးရလို့တဘာဝအနာယူမဲ့ဖြစ်စဉ်ကိုဖျက်ဆီးပစ်လိုက်တယ်လို့ပါပဲ အရက်ကအဲ့ချင်စရာကောင်းတဲ့အောင်နဲ့တကယ်တော့အရေးကြီးဆုံးဖြစ်တဲ့အနာယူခြင်းအဆင့်တွေကိုအကုန်ဖျက်ဆီးပစ်တဲ့ထောင်ချောင်းတစ်ခုပါ ညပိုင်းအလေးချင်းအနေနဲ့အိယာမဝင်ခင်နနာရီအလိုကားတွေကဖန်သားပြင်အောင်လုံးကိုလုံးမပိတ်ထားလိုက်ပါဖုံးသုံးမဲ့စားဒီလိုအပန်းဖြစ်တဲ့လောက်ရှာမှုတွေကတင်းမနေတဲ့ကြွက်သားတွေကိုပြေကျိုးစေပြီး except ဖို့အကောင်းဆုံးပြင်ဆင်ပေးပါတယ် ။အိတ်ခမ်းကိုအကောင်းဆုံးအနားယူစရာနေရာတစ်ခုဖြစ်လာဖို့အပူချင်းအလင်းရောင်နဲ့အတန်ဒီကိုတေချာထိန်ချုပ်ရပါမယ်။ အေးရဆိုတာအနားယူဖို့တီးတဲ့နေရလိုပဲဥနောကမှထားရပါမယ်အလုတ်လုတ်ဖို့စိတ်ရှုပ်ဖို့မဟုတ်ပါဘူး လုံးဝအိမ်မြောက်တဲ့နေရင်တော့ဒီစင့်သုံးစင်ပါတဲ့စစ်သုံးနည်းလမ်းကိုအရေးကော်ဖြည့်ရှင်းနည်းအငြင်းညက်အသုံးပြုနိုင်ပါတယ် ဇီဝနာရဲ့ကမောက်ကမဖြစ်နေရင်ဟော်မုန်းဖြစ်ဆွဲဆေးတွေသုံးနိုင်ပေမဲ့ဆရာဝန်နဲ့ရင်တိုင်မှုတော့အမြဲလိုအပ်ပါတယ် အေးပြိုဖို့မိနစ်45လောက်အထိအချိန်ယူရတာဟာလုံးဝပုံမှန်ဖြစ်စဉ်တစ်ခုဆိုတာကိုလည်းသိထားသိရမှာပါဒါမဲ့တစ်ပတ်ကို3ရက်ထက်ပိုပြီးပြင်းပြင်းထန်ထန်အေးမပြောရင်တော့ဆရာဝန်နဲ့ပြသဖို့အချိန်တန်နေပါပြီ theory ကိုသိတာကအစပဲရှိပါသေးတယ်ဒီတော့ကောင်းကောင်းအိပ်ပြောဖို့ဒီညကစပြီးဘာတွေပြောင်းလဲကြမလဲ